မင်္ဂလာပါလက်ခိချန်ကနေပါရှေးလူကြီးတွေပြောကြတယ်ကန်ဆိုးတာဟာလူမကောင်းတွေတက်မဟုတ်ဘူးတဲ့ဒါဟာအရေးချင်းရှိသူတွေရဲ့စမ်းသပ်မှုတစ်ခုပါတချို့လူတွေကောင်းကောင်းလုပ်ပါရဲ့နဲ့မကောင်းကြဘူးအပြစ်ကြောင့်မဟုတ်ဘူးကုသိုလ်ဘက်ထရီကုန်နေတဲ့ကာလကြောင့်ပါမင်းဒီဗီဒီယိုကိုမတိမတနားထောင်ပေးလိုက်တဲ့အခါဒါဟာမင်းရဲ့ကန်ကိုယ်ရိုက်တီးတဲ့အချိန်ရောက်ပြီလို့တတိပေးချက်ထင်နိုင်တယ်တနင်္ဂနွေနေ့ဖွာတနင်္ဂနွေနေ့ဖွာတဲ့အားစိတ်ကြီးတယ်ရဲရဲနဲ့ကူညီရင်လဲတရားပြည့်ကူညီတယ်ဒါပေမဲ့ရှေးကပြောကြတယ်ကောင်းတာလုပ်လဲမကောင်းကြဘူးကုသိုလ်ဘက်ထရီကုန်လွယ်တဲ့မင်းကိုပတ်သက်သူတွေကမင်းရဲ့ရည်ရွယ်ချက်ကိုမမြင်ကြဘူးဒါပေမဲ့စိတ်မပြတ်ပါနဲ့မင်းလိုလူမျိုးကကန်ကတခါတည်းပြင်းပြင်းထန်ထန်လာတတ်တယ်နည်းနည်းလေးတီးတန့်လိုက်မကြခင်ကောင်းလာမယ်ချမ်းသာပြန်ရမယ်တနင်္လာနေ့ဖွာနေကအကျင့်စာရိတ္တအလွန်ကောင်းစိတ်ထားနူးညံ့ကရုဏာထားတတ်တယ်အသက်တေလောက်ကောင်းအောင်လုပ်ပေမဲ့လူတွေကတန်ဖိုးမထားကြဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့လောက်ကောင်းအောင်လုပ်ရပေမဲ့မရတယ်လို့ဖြစ်နေတယ်ဒါပေမဲ့မင်းရဲ့အားသာချက်ကဆွဲမှတ်ဖွဲ့အာနိသင်ပြင်းတယ်ချစ်သူအများကြီးခဏလေးတွင်ကန်ကအရာအားလုံးကိုပြန်ဆက်တော့လိမ့်မယ်အင်္ဂါနေ့ဖွာတွေကအကျန်းခံဆုံးလုပ်ငန်းခွင်မှာအရှိတ်ပြန်မဆုပ်ဘူးဒါပေမဲ့ကန်ကြမာကစမ်းသပ်မှုတွေအများကြီးပေးတယ်အလုပ်စူးစမ်းလို့ညံ့ပြင်းနေတဲ့တို့ခဲ့ပေမဲ့အကျိုးစုလာဘကနောက်ကကြတယ်ဒီနေ့ဖွာတွေကတိုက်ပွဲဝင်မှကန်ကောင်းတယ်မကြခင်မှာမမျော်လင့်ထားတဲ့လုပ်ငန်းကြီးငွေကြီးဝင်လာလိမ့်မယ်ဗုဒ္ဓဟူးနေ့ဖွာဦးနောက်ကောင်းပိုက်ဆံရှာကောင်းဒါပေမဲ့ကန်ဆိုးတာကကောင်းတာလုပ်လဲဘယ်သူမှသိမမြင်ကြဘူးလူတွေကိုကူညီလဲပြန်မရကြဘူးဒါပေမဲ့ဒီနေ့ဖွားရဲ့ကုသိုလ်ကနှေးပင်ပဲအမှန်တကယ်တက်လာတယ်အချိန်တန်ပြီဆိုတော့ဘဝတစ်ခါတည်းခွန်တက်သွားမယ်ကြာသာပရင်းနေ့ဖွာခုနှစ်ရက်တွင်းမှာစိတ်ထားအကျဉ်းနာဆုံးရိုးသားစိတ်ထားကောင်းအမှုကောင်းလုပ်ပေမဲ့ကန်အကောင်းဆုံးနောက်ဆုံးမရတယ်ဘာလို့လဲဆိုတော့မင်းရဲ့ကန်ကကုသိုလ်ကိုနည်းနည်းလေးစုတဲ့ပုံစံဒါပေမဲ့တစ်ချိန်ရောက်တဲ့အခါကုသိုလ်တွေတစ်ချိန်နဲ့ပေါက်ခွဲတော့မယ်အသိပြင်ထားမှာကန်တောင်းတော့မယ်တောက်ကြနေဖွာစွာမဖွဲ့အားနေတင်ကောင်းချစ်သူအများကြီးဘသူမြင်ချစ်ခင်တယ်ဒါပေမဲ့ထူးချမ်းတဲ့ကန်ဆိုမျိုးကောင်းတာလုပ်ရင်ကောင်းတာရတယ်ဒါပေမဲ့မင်းကူညီတဲ့လူတွေအတွက်မဟုတ်ဘူးဒါကြောင့်ပတ်ဝန်းကျင်ကလူတွေစီကစွမ်းအားတွေကိုအဆက်မပြတ်စုပ်ယူခံရတယ်ဒါပေမဲ့ဒီကာလမှာကံပြောင်းပြန်လာတော့မယ်မကောင်းတဲ့လူတွေထွက်ခွာတော့မယ်ပြီးတော့ကံတရားတွေဝင်ရောက်လာမယ်စနေနေ့ဖွာကကံအပြင်းဆုံးစိတ်ထားအရင်ဆုံးဒါပေမဲ့ဘဝဟာအောင်မြင်မှုမတိုင်ခင်ပြင်းထန်စွာစမ်းသပ်ခံရတယ်လို့ထင်နေတယ်ကောင်းတာလုပ်လည်းမကောင်းကြဘူးအခြားသူတွေထက်ပိုပင်ပန်းတဲ့အလုပ်လုပ်ရတယ်ဒါပေမဲ့တိထားပါစနေနေ့ဖွာတယ်နောက်ဆုံးမှာအကြီးကျယ်ချမ်းသာတယ်အချိန်နီးလာလေကံပိုပြင်းလာလေဗီဒီယိုအဆုံးသတ်ချောမွေးစွာဆူလင်းစီဒါပဲမွေးနေ့ရှိရဲ့ကန်ဆိုးကြီးကောင်းတာလုပ်လဲမကောင်းဘူးဘဝဘက်ထရီကုန်မြန်နဲ့ပင်ပန်းလွယ်တယ်ဒါပေမဲ့မှတ်ထားပါကန်ဟာပြောင်းလဲနိုင်တယ်မင်းဒီနေ့တိလိုက်ရင်ကန်ပြန်လာမယ်ကုသိုလ်ဖွင့်လှစ်မယ်မင်းကြာမြင်စွာစောင့်စားနေတဲ့အရာဝင်ရောက်လာတော့မယ်နောက်ဆက်တွဲလုံစောမှုအရေးကြီးဆုံးပါမင်းဒီဗီဒီယိုကိုရွှေ့ပြီးတွေးသွားရင်ဒါဟာမတော်ဆမဟုတ်ဘူးမင်းရဲ့ကံပြောင်းတော့မယ် Lucky Channel ကိုစရင်တွင်းလိုက်ပါအပတ်အနာဂတ်မှာမွေးနေ့အလိုက်ကံမြင့်တင်ဒီကိုပြောပြမယ်300လွယ်တယ်ဒါပေမဲ့အကျိုးရှိတယ်ကောင်းတာလုပ်ရင်အမှန်တကယ်ကောင်းတာရမယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကုသိုလ်တရားမင်းနဲ့အတူရှိပါစေ